ရှင်တို့ဆိုကြပါဦးအရင်ဆုံးပေါ့နော်ပေါင်မိုးစော်မြင့်ကရွှေစိတ်တွေညာရင်ဒီတိုင်းပဲခိုင်ခိုင်ပြည့်မောင်းဒီမှာပြထားတဲ့တပည့်တွေပါခိုင်ခိုင်ပြည့်မောင်းပြည့်ဆိုပြပါမင်္ဂလာပါဖေအမေနဲ့ချစ်သူဖရောက်ချစ်သူဆိုတဲ့စင်ဆိုပြပါအမေနဲ့တီဆိုရဟောလားအေးဟုတ်တယ်မှားလို့对，是的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 。